ဟိုတနေ့ကကျွန်တော်ဒီမှာရှိတဲ့3000နဲ့1500ဂျားမှာရှိတဲ့ကားတွေကိုပြပြီးဖြစ်တဲ့အတွက်ဒီနေ့မှာတော့ကျွန်တော်ဒီမှာရှိတဲ့3500နဲ့3000ဂျားမှာရှိတဲ့ကား5စီးကိုပြပြီးမှာဖြစ်ပါတယ်။အဲကား5စီးကတော့မိသားစုစီခုံ3တန်း4စီးပါမယ် SUV တိုက်က1စီးပါ။ကဲဘာကားတွေဖြစ်မလဲအတူတူလိုက်ကြည့်ကြတော့ပထမဆုံးရောင်းချပေးမယ့်ကားလေးကတော့ကျွန်တော်ဒီမှာအမြဲရောင်းနေကြ VGB U7P Pro ဖြစ်တဲ့ brand new နာမည်ပေါင်းနဲ့ရမှာဖြစ်ပါတယ်။2025 model engine power 1.5cc 7 speed gear နဲ့လာပါတယ်ဒါခုံ3တန်းဖြစ်ပါတယ်လက်ရှိဈေးနှုန်းကတော့3950ဝန်းကျင်မှာညှိနှိုင်းနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ဒုတိယမြောက်ကားလေးကတော့ Dongfeng Falcon 600 2025 model ပါအသစ်ကိုလည်းမသုံးချင်ဘူးအသစ်ဈေးထက်လည်းတက်တာခြင်းနဲ့အသစ်လောင်နေတန်းလာလို့ခြင်းဒီကားလေးကိုရှိပါဒီကားလေးက2025 model ခုံ3တန်းနဲ့ပါအလဲလျှောက်လန်းတော့မပါပါဘူးအလဲခုံဆက်ပါခုံဆက်နဲ့လို့ခြင်းဒီကားလေးအဆင်ပြေပါတယ်ဒီကားလေးကလက်ရှိ 7S လက်ရှိကီလိုက2000ခွဲဝန်းကျင်သုံးထားပါပြီကားတော့အသစ်တိုင်းကျန်ပါသေးတယ်ဒီကား engine power 1.5cc 6 speed gear နဲ့လာပါတယ်ဒီကားလေးကိုရောင်းချပေးမယ့်ဈေးက3900ညှိနှိုင်းနဲ့ရောင်းချပေးမှာဖြစ်ပါတယ်တတိယမြောက်ကားလေးကတော့ MPV တိုက်အမျိုးအစားဖြစ်သွားပါပြီခုံ3တန်းအောင်မှာပါတာပဲမဟုတ်အမှန်ကန်စီးတာကြဲကြဲဝန်းနဲ့တကယ်စီးလို့ရတဲ့ခုံ3တန်းအောင်လိုချင်ဒါလေးကိုယူပါဒါလေးက GAC GM7 ပါ2020 model engine power 1.5cc ဖြစ်တဲ့အတွက်စီစားလဲတက်တာပါတယ်အလဲမှာရှောက်လန်းလဲပါတယ်နောက်တန်းကလည်းတကယ်ကိုကြဲကြဲဝန်းနဲ့ထိုင်လို့ရတဲ့ MPV တိုက်အမျိုးအစားပါစီစားတက်တက်နဲ့ခုံ3တန်းအပြည့်ကိုလိုချင်ဒါလေးကိုယူပါ model လည်းမနှိမ့်ပါဘူး2020 model engine power 1.5cc ပါလက်ရှိကီလိုကတော့9000ဝန်းကျင်ရှိပါတယ်ဒီကားလေးကိုလက်ရှိရောင်းချပေးမယ့်ဈေးကတော့3950ညှိနှိုင်းနဲ့ရောင်းချပေးမှာဖြစ်ပါတယ်လေးစီးမြောက်ကားလေးကလည်း MPV တိုက်အမျိုးအစားဖြစ်ပါတယ် Kia Carnival 2019 model ပါဒီကောင်လေးကတော့ Prestige Grade Auto Slide Door 2ချက်ပါပါတယ် engine power 2.2 diesel engine ပါစီစားအရန်တက်တာပါဒီကားလေးတွေကတော့ခုံ4တန်းနဲ့လာတာပါဒါပေမဲ့နောက်တန်းအမြဲခောက်ထားတာပေါ့နော်ခုံ3တန်းလို့လည်းပြောလို့ရပါတယ်ဒီက model တော့မြင်ပါတယ် model ကတော့ Jar Grade ပေါ့နော်2019ရုပ်တော့မပြောင်း19ရုပ်မပြောင်းသေးဘူးဒီကားလေးကိုရောင်းချပေးမယ့်ဈေးကတော့1920ညှိနှိုင်းနဲ့ရောင်းချပေးမှာဖြစ်ပါတယ်နောက်ဆုံးပြပေးမယ့်ကားလေးကတော့ BAIC Beijing ရဲ့ second gen လေးပါဒီမှာ generation 3မျိုးရှိတဲ့ထဲမှာဒါ second gen model က2023 model engine power 1.5 ပါဒီကောင်ကတော့ခုံ2တန်းနဲ့လာပါတယ်လက်ရှိကီလိုကတော့ကီလို2600ဝန်းကျင်ရှိပါပြီဒီကားလေးကိုရောင်းချပေးမယ့်ဈေးကတော့1950ညှိနှိုင်းနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ကျွန်တော်အခုပြပေးခဲ့တဲ့ကား5စီးလုံးကိုအနည်းဆုံး30%ဒေါင်းပေးမှတ်ပေးပြီးတော့ဝယ်ယူရရှိနိုင်ပါပြီ AR ဘန်ရိုးမဘန်နဲ့ချိတ်ဆက်ပြီးတော့9နှစ်ထိအရင်ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်ငွေချန်စနစ်နဲ့လည်းကျွန်တော်တို့စီမှာဝယ်ယူရရှိနိုင်ပါတယ်အလဲထက်လုပ်မယ်ဆိုရင်လည်းမိတ်ဆွေတို့မှာရှိတဲ့ကားတွေနဲ့လာရောက်ပြီးတော့အလဲထက်လုပ်ယူလို့ရမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော် Great Friendship ကမြတ်သွေးပါ